သူနဲ့မှမဟုတ်ရင် BL မရိုက်တော့ဘူးလို့ပြောတဲ့အထိအချစ်ကြီးနေတဲ့ BL အတွဲလေးဟုတ်ကဲ့ပါရှင်တင်ကား channel ကနေပြောလိုက်ဆိုလိုက်ပါတယ် BL မင်းသားတွေအနေနဲ့ပါတနာတယောက်ထဲနဲ့ပဲရည်ရှည်မြဲဖို့ဆိုတာအတော်လေးကိုခက်ခဲတဲ့ကိစ္စပါဒါပြင်ဒီပါတနာနဲ့အတူရှေ့ဆက်သွားခြင်းနဲ့ဆိုတာကိုပြောဖို့ကအတော်လေးလွယ်ကူပေမဲ့တကယ့်ကိုပြတ်သားတဲ့ဒီလူနဲ့မှမဟုတ်ရင် BL မရိုက်တော့ဘူးလို့ပြောတာမျိုးကတော့တကယ့်ကိုဘယ်သူမှမပြောတတ်ကြတဲ့စကားပါတကယ်ကိုချစ်သူရည်စားအတွဲတွေလို့သတ်မှတ်ကြတဲ့အတွဲတွေတောင်မှအခုလိုမျိုးသူနဲ့မှမဟုတ်ရင် BL မရိုက်တော့ဘူးဆိုတာမျိုးပြောတာသိမရှိပေမဲ့ဒီလိုမျိုးစကားကိုအပြတ်သားဆုံးနဲ့အပွင့်လင်းဆုံးထုတ်ပြောတဲ့သူကတော့ William Oz အတွဲက William ပါပဲ William Oz အတွဲကထိုင်း BL အတွဲတွေထဲမှာပထမဆုံးအနေနဲ့ထူးထူးခြားခြားပထမဆုံး idol ဖွဲ့ဝင်မင်းသားနဲ့နိုင်ငံကိုစားပြုရေကူအားကစားသမားဟောင်းဖြစ်ခဲ့တဲ့မင်းသားတို့ရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ William ဟာ18နှစ်မှာ GMM TV ကကျင်းပတဲ့ Project Alpha ပြန်ပွဲကနေတဆင့်နာမည်ရလာတဲ့သူပါ။သူကပြန်ပွဲကာလတွေမှာကတည်းကမွေးရပါအရေးချင်းရှိတဲ့သူအသက်ငယ်နေတာတောင်အရေးချင်းကထိတ်တန်းဖြစ်နေတဲ့သူဆိုပြီးတော့အတိအမှတ်ပြုခံရသူပါ။နောက်ပိုင်းမှာတော့သူဟာလိုင်ကန်ဆိုတဲ့ idol အဖွဲ့ရဲ့အဖွဲ့ဝင်အနေနဲ့လှုပ်ရှားခဲ့ပါတယ်။တစ်ဖက်မှာတော့ Us ကအရင်ကတည်းက BL ကားတွေမှာဇက်ဖို့အနေနဲ့ပါဝင်ခဲ့ဘူးသူပါ။သူကအသက်12နှစ်လောက်ကတည်းကရေအားကစားပြိုင်ပွဲမှာပါဝင်ခဲ့သူဖြစ်ပြီးတော့ထိုင်းနိုင်ငံကိုစားပြုအဖြစ်နိုင်ငံတကာပွဲတွေအများကြီးမှာပါဝင်ပြီးစုတစိတ်တွေရယူခဲ့တဲ့အားကစားသမားဖြစ်ပါတယ်။2023မှာတော့အနုပညာလောကကိုအခြေချဖို့ဆုံးဖြတ်လိုက်ပြီးတော့ GMM TV နဲ့စာချုပ်ချုပ်ပြသွားတာပါအမှန်တော့နှစ်ယောက်သားစတွေ့ချိန်မှာဝီလီယံက10ကျော်သက်အရွယ်19နှစ်ကျော်ပဲရှိသေးတာကြောင့်4နှစ်กว่าတဲ့အာစနစ်ရှင်တကယ်ကိုကလေးလိုရုပ်လေးဖြစ်နေကြရပါနှစ်ယောက်သားကထမီဖို့ရိုက်ကူးချိန်မှာတော့လိုင်ကပ်ဖွဲရဲ့ပရိသတ်တချို့ကသူတို့နှစ်ယောက်တရားဝင်အတွဲဖြစ်သွားမှာကိုမလိုလားခဲ့ပါဘူး။စီရီထုတ်လွှင့်ချိန်မှာတော့နှစ်ယောက်သားအတွဲဖြစ်လာမှာကိုကြောက်ကြတဲ့သူတွေကဇက်တိုက်ဝေဖန်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။အထူးသဖြင့်ဝီလီယံဟာအဖွဲ့တွေကနေထွက်ဖို့အထိပါအပြောခံရသလိုအော့စ်ကလည်းအဖွဲ့နဲ့ပတ်သက်တာတွေမလုပ်ဖို့မပြောဖို့အထိပါတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ပုံမှန်အဖြစ်အခုလိုစတွဲချိန်မှာပြည်သက်လက်ခံမှုမရတဲ့အတွဲတွေဟာတရားဝင်အတွဲတွေဖြစ်မလာပေမဲ့သူတို့နှစ်ယောက်ကတော့စီရီပြီးသွားချိန်မှာအတွဲအဖြစ် William Oz အဖြစ်ဆက်ရှိသွားမှာဖြစ်ကြောင်းပေါ်တင်ပြောခဲ့ကြတာဖြစ်ပါတယ်။တရားဝင်အတွဲဖြစ်လာပြီးချိန်မှာတော့နှစ်ယောက်သားကပြည်သက်တဖြည်းဖြည်းများလာပြီးအခုဆိုရင်တော့ GMM TV ရဲ့ထိပ်ဆုံးအတွဲတွေကတတွဲတောင်ဖြစ်နေပါပြီ။သူတို့နှစ်ယောက်ဟာအချင်းချင်းကြားကအချစ်တွေကိုမကြာခဏဖော်ပြလေးရှိကြသူတွေဖြစ်ပြီးအလုံးနဲ့မပတ်သက်ပဲအပြင်မှာပါတကယ်ကိုရှင်းနေတဲ့ဆက်ဆံရေးရှိကြောင်းပြသတဲ့အတွဲဖြစ်ပါတယ်။နှစ်ယောက်တည်းခရီးတွေမကြာခဏသွားဘူးသလိုအလုံးနဲ့မဆိုင်ပဲအတူတူမကြာခဏအချိန်ဖြုံးကြတဲ့သူတွေပါ။ဝီလီယံကမီဒီယာအင်တာဗျူးတစ်ခုမှာသူ့အနေနဲ့အာစနယ်မှာမဟုတ်ရင် BL ရိုက်တော့မှာမဟုတ်ကြောင်းသေချာပြောပြထားခဲ့ဘူးတာဖြစ်ပါတယ်။အခုလိုမျိုးထုတ်ပြောဖို့ဆိုတာနှစ်ယောက်ကြားကနားလည်မှုအချစ်တွေပြင်သေချာမှုပါရှိဖို့လိုတာကြောင့်ဝီလီယံအော့စ်အတွဲကတော့ဒီအရာတွေအလုံးပိုင်ဆိုင်နေတဲ့အတွဲဖြစ်နေပုံပေါ်ပါတယ်။ပရိသတ်ကြီးရောဝီလီယံအော့စ်အတွဲလေးကိုဘယ်လိုထင်လဲဆိုတာမှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်။ကျေးဇူးပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။